လူတော်တော်များများကမေတ္တာဆိုတာတခြားသူကိုချစ်ပေးတာပဲလို့ထင်ကြပါတယ်ဒါပေမဲ့မေတ္တာရဲ့ပထမဆုံးအကျိုးကျေးဇူးကိုရတဲ့သူကကိုယ်တိုင်ပါဒေါသမနာလိုစိတ်နဲ့ညှို့တေးတွေကိုကြကြကင်ထားပြီးပင်ပန်းရတာကကိုယ်တိုင်ပါပဲမေတ္တာဆိုတာကိုနာကျင်စီခဲ့တဲ့သူရဲ့အမှားကိုလက်ခံလိုက်တာမဟုတ်ပါဘူးကိုယ်စိတ်ကိုအမုန်းတရားရဲ့အကျုံးနှောင်တွေကနေတဖြည်းဖြည်းလွန်မြောက်စေတဲ့လမ်းတစ်ခုပဲဖြစ်ပါတယ်ဒီနေ့ခဏလောက်မျက်လုံးမှိတ်ပြီးကိုအေးချမ်းချမ်းပြောကြည့်ပါငါစိတ်ချမ်းသာပါစေငါကျန်းမာပါစေငါဘေးရန်ကင်းပါစေငါငြိမ်းချမ်းပါစေကိုမေတ္တာပို့တတ်တဲ့နေ့ကစားပြီးခြားသူတွေကိုလည်းနားလည်မှုနဲ့ကြည့်ပြနိုင်ပါလိမ့်မယ်ဒီနေ့ကိုစိတ်ကိုမေတ္တာလေးတစ်ခုပေးဖို့မမေ့ပါနဲ့နော်